ပွင့်မင်္ဂလာပါခင်ဗျာ မင်္ဂလာပါ ဒီနေ့ကျွန်တော်တို့ဒါ blind box Bangkok ဆိုတဲ့ဒါပေးရနေပြီးတော့လက်ဆောင်ပို့လိုက်တာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့2ယောက်ဒီနေ့ဒါ blind box ဖောက်ပါမယ်အဲဒါဆိုတော့ my limited pony scoop panda okay စပြီးဖောက်ပါမယ်တူတူကျွန်တော်နဲ့တူတူလိုက်ပြီးတော့ အရင်ရှိခုံနေပါတယ်အဲ့တော့ဟောင်းမယ်ပြီးတော့မှလိုချင်တာယူကြမယ်နော် လူချင်တာမလူဘူးတခါလေးပေါင်းနေလို့တာကျွန်တော်ရန်ဖြစ်စရာမလိုတော့6ပေါက်ဆိုတယောက်ကို ဒီမှာနော် 3ခု တယောက်ကို3ခုယူမယ် အရင်ယူ အရင်ယူရမှာ အရင်ယူသိကြနော် တေးချတယ်ပြီးမှလာပြီးဆိုင်းအရင်ယူပြီးမှရန်ဖြစ်ရလိမ့်မယ်တပါโอเคစိတ်ကြရွေးပါတော့ โอเคပြီးတော့တယောက်တစ်ခုစီဟောက်မယ်နော် ခဏလေးတော့အရင်ဘာတွေလိုချင်တာလဲဆိုတော့အရင်ဆုံး ပုံ ပြန် နဲ့ ရ ရင် အောင်မယ် ယူထားလိုက် ဒီမှာကွာ1 2 3 4 5 6ရုပ်မှာရှိုင်းကအပြာလေးလိုချင်တယ်ခရမ်းလေးအပြာခရမ်း ကျွန်တော်ခရမ်း ပြီးတော့ ဒီအောင်လဲလို့ရှင် ထိတ်လေး တယောက်2ယောက်ဒီအောင်3ယောက် 300 okay ဒါပေမဲ့ဘယ်သူပါပေါက်ပါ ခဏလေး ကတင်ထားပြီကျွန်တော်မတင်ထားလိုက်တာဒီဘောတင်ထားတာ စိတ်မချရအောင်ရတယ်ကိုပါပဲ ဟေးပြီးရပဲ ကဲဒီမှာနော်ရှိုင်းဒီလိုလုပ်တာလေ 2 3 အဲ့လိုမျိုးဖောက်ရတာအရင်သဘောကျတာ ပေးတင်ထားလို့ရတယ်ထဲတာအခုအောင်စိတ်မချဘူးကြည့် ကွက်တီစားရ oh my god အာပါဘန်းရောက်ကွက်တီစားရပါရဲ့ကျွန်တော်ကတော့ကျွန်တော်လိုချင်တာရသွားပြီသူကတော့မရဘူးရှင်းနေ မရဘူးဒါမဲ့လာပါတယ်တော်လာတာပဲတော့တော့ဇပင်းအရှိကြီးနဲ့ဟောဇပင်းကိုဆရာမထုံးတယ်လို့တော့ပေးထားတယ် မကျစပင်းုံမေး ဇပင်းကိုအရှိကြီးပဲ ကောင်မလေးကနော်စပင်းကတော့ဟိုကလုံးဝအစံသားအရန်ကောင်းတယ် oh my god အရန်ပြော့သွားပြီတကယ်ပြောတာဘာလို့လဲဆိုတော့ဒီအောင်လေးဒီမှာခုနလေးပြောနေတာဒီအောင်လေးအလဲဟာလေးကွက်တီပဲအပြတ်သူစီမပါပါသေးဘူး ပိုင်ပေးမယ် promise တကယ်လား တကယ်ပိုင်ပေးမယ် ဒီရော ပိုင်ပေးမယ် 1 2 3ကဲဒီမှာစိတ်ဝင်စားနေ audience ကြီးပြောပါ ဟုတ်တယ် ဒီခရင်ကျွန်တော်ရွေးထဲပါတယ်အဲ့ဆိုအပြာပြစ်မလားမသိဘူးဒါခဏလေးနော် တော်လာတာပဲတော်ကိုလာ Oh my ဒီလိုချင်တာလည်းရတယ် oh my god 哦， ဟာတကယ်ရန်ပြောနေပြီအရန်ပြောနေပြီအပြာလှလိုက်တာအနောက်ကိုကြည့်လိုက်သပင် rainbow လေးနဲ့ oh my god အာအပြာလှလိုက်တာ သူ့ရဲ့အဲ့လိုမျိုး scan နေစမ်းတွေကိုရမ်းကြောက်တယ် ပါအချာ ဒါမဲ့အယောင်နုနု နော်တိတ်ပြီးတော့အကျန်းတန်း ဟောတော်လား ကင်ရနူးရက်နေသူဆိုတော့ကြာတယ် အရင် စပယ်ရအသက် ကျွန်တော်လိုချင်တဲ့ဟာဖြစ်သွားရင်တော့ ဒါလေးဒီနှစ်ခုရဲ့တစ်ခုလားဒီနှစ်ခုရဲ့တစ်ခုလားကျွန်တော်ပေးမယ်လို့ခရီးပေး ဘယ်နှခုရလဲ ဒီနှစ်ခုရဲ့ ကျွန်တော်ဒါလေဒါမပေါက်သေးဘူးလား ပေါက်တယ် မဟုတ်ဘူး အဲ့ဒါကျွန်တော်လာဆက်ပြိုင် ကန်တရားအဲ့လောက်တော့မလုံးနဲ့တော့ကန်တရား ကြည့်မယ်နော် ကန်တရားအဲ့လောက်တော့ စိတ်ကောမလား စိတ်ခေါ်တယ်တော့ဒီကဆိုင်ရင်ကြည့် Oh my god ကြည့်မယ် အဲ့ ကျွန် ဒါ တော် ခရင်မော ဟုတ်လား blind over နေတယ် secret secret လားမသိဘူး secret နေ secret ဆိုတိတ်မိုင်းမှာနော် ဟာ ဟုတ်လား ဟုတ်တယ် ဟုတ်လားဟုတ်တယ် secret ကြီးပေါ့လားမိုင်းလိုက်တာ မလဲတီလာတယ်အသေးကိုလာ secret တော်မိုင်းတာပဲ အသေးကိုလာတာ မိုင်းတယ် secret ဟာအသေးကိုလာတာ မိုင်းတယ် အသေးကိုလာ ပြပါအောင် တီလာတာ ပြပါအောင်ပြပါအောင်မပါလဲပြပါအောင်ပြပါအောင် မပြဘာလို့တာဘာ တ လို့တာ ကယ်ကြားနေတာ ကြည့် ချစ်စရာလေး ဒါပဲ secret ပါ ပါ လိုက်တာ secret လုံးဝဒီမှာလေးပြုံးပြပါအလုပ်ကြီးပါတာဒီမှာမပါလေဟာဒီမှာလုံးဝမပါရဲ့ဟာ ညာစနစ်ထိုးကန်ဒီမှာဖောက်ရတဲ့ဟာ ကောင်းလိုက်တာ ကဲ အဲ့တော့၃မျိုးလိုချင်တဲ့ဥစ္စာမှာကျွန်တော်2မျိုးတိတိကျွန်တော်ရဲ့ဘုံနဲ့ကနေရတယ်ဗီတာကတော့ secret ကြီးပါသွားပြီ ကျွန်တော် secret ပေါ့တော့ အရင်ကြိုက်တယ်ကျွန်တော်ပေါက်တဲ့တဲမှာတော့ကျွန်တော်အပြာကိုလုံးဝ crazy ဖြစ်ဆုံးပဲအပြာကလေအရန်ချစ်ဖို့ကောင်းတာပဲဒီမှာကြည့်ပြီးတော့အနောက်ကသပင်လေးက rainbow လေး တမ်းပါတယ် အရန်တန်ပါတယ်ခင်ဗျာ ကျွန်တော်လိုချင်တဲ့ထဲမှာတော့ တင်ပါတယ် ကျွန်တော်လိုချင်တဲ့ထဲမှာတော့တရုတ်ပါတယ်အဲဒီတရုတ်ကတော့မလို့စရတော့မလို့ချင်ဘူးပေါ့အပြင်ပန်းကြည့်ပြီးတော့ဒါပေမဲ့ကြိုက်တယ် secret ကတော့အကြိုက်ဆုံးပဲအဲ့တော့ကျွန်တော်တို့နှစ်ယောက်အရင်ပျော်ခဲ့ရပါတယ်ကျွန်တော်တို့ဒီနေ့လက်ဆောင်ပေးတာကတော့ဒါ blind box Bangkok ပေးရပြီဖြစ်ပါတယ်ဗျာဒီနေ့တို့လည်း နေပြီးတော့ blind box ဖောက်ချင်တယ်ဆိုလို့ရှိရင်ဝယ်ယူအားပေးလို့ရပါတယ် quality ရောဈေးနှုန်းလုံးဝစိတ်ချရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးလေးတွေဝ
ကိုလိုချင်တာလေးပိုင်ဆိုင်မယ်ဆိုရင်မြန်မြန်ဝယ်ယူပြီးတော့ဖောက်လိုက်ကြပါခင်ဗျာ ကျေးဇူးအများကြီးတင်ပါတယ်တတာ bye bye